မင်္ဂလာပါ level မိုင်းမှာကြိုးဆိုပါတယ်ဒီနေ့တင်ဆက်ပေးသွားမှာတော့ဒုတိယကမ္ဘာစစ်ကိုအခြေခံထားပြီးနာမည်ကြီးတဲ့ရုပ်ရှင်ကားနှစ်ကားကြောင့်ပဲဖြစ်ပါတယ်ပထမတစ်ကားကတော့ Greyhound ဖြစ်ပြီးတော့နောက်တစ်ကားတော့ The Imitation Game ပါအဲဒီရုပ်ရှင်ကားနှစ်ကားဆက်ဆက်နေဖို့နဲ့တမိုင်းနောက်ခံတွေကိုစမ်းစစ်ပြီးတော့မြေကြီးတိုင်းတာတွေတကယ်ဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့တစ်စင်းချင်းလေ့လာကြမှာပါGreyhound က2020ခုနှစ်မှာထွက်ရှိလာတဲ့တွန်ဟန်ပါဝင်တရုပ်ဆောင်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဇလန်ကတော့ဒုတိယကမ္ဘာစစ်တုန်းက Battle of Atlantic ဆိုတဲ့နောက်ခံပေါ်မှာခြေခံထားတာပါ။တွန်ဟန်တရုပ်ဆောင်တဲ့ကွန်မန်ဒါအာနင်းက Britain ကိုသွားတဲ့ convoy တစ်ခုကိုဦးဆောင်ရင်းနဲ့ဂျာမန်ရင်ကုန်တင်ပေါ်ယူဘုတ်တွေရဲ့ဝိုင်းတိုက်ခိုက်မှုကိုရင်ဆိုင်တိုက်ခိုက်ရတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ဒါကတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်နဲ့ရေတပ်နီးဗျူဟာများကိုအခြေခံထားတဲ့ဇလန်ပဲဖြစ်ပါတယ်။ Battle of Atlantic ဆိုတာကတော့ဒုတိယကမ္ဘာစစ်မှာအကြာကြီးကြာခဲ့တဲ့ရေကြောင်းစစ်ပွဲတစ်ခုဖြစ်ပါတယ်။ Britain ဟာ American နဲ့ Canada ကနေပြီးတော့လက်နက်နဲ့အစားအသောက်တွေလိုအပ်တာကြောင့်ရေကြောင်းပို့ဆောင်မှုပေါ်အားထားနေရပါတယ်။ဒါကြောင့်ဂျာမန်တို့က Britain တို့အားနည်းစေမှုနီးလန်းဖြစ်တဲ့ Britain တို့အဓိကထားတဲ့ရေကြောင်းပို့ဆောင်မှုတွေကိုတိုက်ခိုက်တာပါပဲ။အဲ့ဒါအတွက်အသုံးပြုတာတော့ဂျာမန်ရင်ကုန်သင်္ဘောများဖြစ်တဲ့ U-boat တွေပါ။ဒါပေမဲ့ဒဇင်းနဲ့တိုက်ခိုက်ရင်အောင်မြင်မှုနည်းလို့သူတို့က Wolfpack strategy ဆိုတဲ့နီးလန်းကိုတီထွင်လာခဲ့ပါတယ်။ Wolfpack strategy ကတော့ U-boat များပြားကိုအုပ်စုလိုက်ဖွဲ့ပြီးတော့မဟာမိတ် convoy တစ်ခုကိုတပြိုင်နက်တည်းဝင်တိုက်တာပါ။ပင်လယ်ခီးအလေလောက်မှာရေဒါတွေဖြန့်ကျက်မှုမရှိတဲ့နေရာတွေမှာညာချင်းဝိုင်းတိုက်ပြီးတော့ကုန်သင်္ဘောများစွာကိုဖျက်ဆီးပစ်တာပါအခြားတစ်ဖက်မှာ Britain မဟာမိတ်တပ်တွေကလည်းစဉ်းစားထားတာရှိပါတယ်သူတို့ကတော့ convoy system ကိုအသုံးပြုပါတယ်အဲ့ဒါကတော့ကုန်သင်္ဘောတွေကိုအုပ်စုလိုက်စုပြီးစစ်သင်္ဘောတွေနဲ့လှည့်လည်ကာကွယ်ပေးရင်းနဲ့တွားတာပါရေဒါနီးပညာတွေဆိုနာနီးပညာတွေလေကြောင်းကင်းထောက်တွေနဲ့ U-boat တွေရဲ့အန်ဒီကိုကာကွယ်လာတာပါဒီနီးစနစ်နှစ်ခုကြားကတိုက်ခိုက်မှုကာကွယ်မှုကကြောင်နဲ့ကြွက်စစ်ပွဲလိုဖြစ်နေပြီးတော့ဒီပင်လယ်စစ်ပွဲဟာဒုတိယကမ္ဘာစစ်ထဲမှာတော်တော်အရေးပါတဲ့လှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ The Imitation Game ကတော့2014မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့ Benedict Cumberbatch က Alan Turing ဖြစ်တည်ဆောင်ပါတယ်။ဇလန်က Bletchley Park မှာ Alan Turing နဲ့သူ့အဖွဲ့က Enigma Code ကိုဖော်ဖို့ကြိုးစားတဲ့အကြောင်းကိုအခြေခံထားတာပါ။ Enigma Code ကိုဖော်နိုင်ခြင်းကြောင့်မဟာမိတ်တပ်တွေကဂျာမန်စစ်ဗျူဟာတွေကိုကြိုသိလာနိုင်ခဲ့ပါတယ်။အထူးသဖြင့် Atlantic မှာ U-boat တွေဘယ်မှာရှိတယ်ဆိုတော့သိနိုင်တာကြောင့် convoy system တိုးတက်လာပြီးတော့မဟာမိတ်တပ်တွေကိုပုံမကောင်းမွန်စွာကာကွယ်လာနိုင်ခဲ့ပါတယ်။အခြား Operation Overlord ဖြစ်တဲ့ဒီတွေစားတဲ့စစ်စင်ရေးတွေအတွက်လည်း Enigma ကိုဖော်တာအရေးကြီးနေပါတော့တယ်။ရုပ်ရှင်နှစ်ကားစလုံးကတော့ဒုတိယကမ္ဘာစစ်မှာတကယ်ဖြစ်ခဲ့တဲ့တမိုင်းနောက်ခံတွေကိုအခြေခံထားတာပါ။ Greyhound ကရေကြောင်းတိုက်ခိုက်မှုတွေကိုအဓိကမြင်ကွင်းနဲ့ပြသပြီးတော့ The Imitation Game ကတော့စစ်နောက်ခံမှာစိတ်သက်ပိုင်းဆိုင်ရာနဲ့သိပ္ပံနည်းပညာဖြင့်အနိုင်ရဖို့ကြိုးပမ်းမှုကိုတင်ပြပါတယ်။နှစ်ကားစလုံးမှာမဟာမိတ်အနိုင်ရဖို့ဘယ်လောက်ခက်ခဲတယ်ဆိုတော့ပြသနိုင်ခဲ့ပါတယ်။တင်မောပေါ်မှာလက်နက်နဲ့တိုက်ရတဲ့ Greyhound နှလုံးသားနဲ့ညံနဲ့ပြန်ရတဲ့ The Imitation Game နှစ်ခုစလုံးကဒုတိယကမ္ဘာစစ်တစ်ခုရဲ့တစ်ဖက်ချမ်းစီကိုပြသနေတဲ့မျက်နှာများပဲဖြစ်ပါတယ်။တမိုင်းနောက်ခံကိုနားလည်ပြီးရုပ်ရှင်တွေကိုပုံမနဲ့ရှိုင်းကြည့်နိုင်ပါတယ်။မိတ်ဆွေတို့အတွက်လည်းအသစ်တစ်ခုခုသိလာနိုင်တာမျိုးဖြစ်ဖို့အတွက်မျှော်လင့်ပါတယ်။ဒီလိုတမိုင်းနဲ့ရုပ်ရှင်ဆက်ဆိုင်တဲ့ဗီဒီယိုစောင့်ကြည့်ခြင်းနဲ့ဆိုရင်တော့ Subscribe နဲ့ Like ကိုမမေ့ပါနဲ့နော်။အဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာလည်းပြန်တွေ့ကြမယ်နော်။